ရှောင်းကျိုးဟာစိတ်ကူးတောင်းမှုအလွဲကြောင့်နှစ်ကြာသတိမိမျောခဲ့ပြီးနောက်မှာထူးဆန်းတဲ့ယောဂတစ်ခုရလာခဲ့ပါတယ်။အဲ့ဒါကတော့အဝါရောင်ကိုမြင်လိုက်တိုင်းဘေးနားကလူတွေဟာဘဲတွေအဖြစ်ပြောင်းလဲသွားပြီးကွက်ကွက်လို့အော်တန်တွေပါကြားနေရတာပါ။ဒါကြောင့်သူဟာအရာအလုံးကိုအနီရောင်ပဲမြင်ရအောင်အနီရောင်မျက်မှန်တက်ထားခဲ့ရပါတယ်။ဒီနေ့မှာတော့ကုမ္ပဏီကသူ့ကို CEO ရာထူးလွှဲပေးဖို့ကမ်းလှမ်းခဲ့ပေမဲ့ရှောင်းကျိုးကတော့သူ့ဝေဒနာကြောင့်စိုးရိမ်နေခဲ့ပါတယ်။သူ့တငယ်ချင်းအီဒင်ကသူ့ကိုလေ့ကျင့်ပေးဖို့ဆိုပြီးကြော်ညာရိုက်ကူးရေးအဖွဲ့တစ်ခုနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။အဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်ကတော့ကျန်းနံမှာထူးဆန်းတာကကျန်းနံဟာအဝါရောင်ဝတ်ထားရင်တော့ရှောင်းကျိုးရဲ့မျက်လုံးထဲမှာပဲအဖြစ်ပြောင်းမသွားပဲလူအစ်စ်အတိုင်းမြင်နေရတာပါ။ရှောင်းကျိုးဟာကျန်းနံနဲ့အတူအချိန်ဖြုံးရင်းသူမကိုတဖြည်းဖြည်းချစ်မိလာခဲ့ပါတယ်။ဒါပေမဲ့သူမသိတာကကျန်းနံဟာသူ့ရဲ့ရီဆောင်ဖြစ်ပြီးသူ့ရဲ့မှတ်ဉာဏ်တွေပြန်ရလာအောင်တငယ်ချင်းဖြစ်သူအီဒင်နဲ့ပေါင်းပြီးကူညီပေးနေတာပါ။ရှောင်းကျိုးဟာအရင်ချိန်ကစစ်လိမ့်နဲ့အရက်ကိုအလွန်ကျွံတောက်ပြီးကျန်းနံကိုစိတ်နာအောင်လုပ်ခဲ့မှုတူလည်းဖြစ်ပါတယ်။ဆုံးသက်မှာတော့ရှောင်းကျိုးဟာအတိတ်ကိုပြန်မှတ်မိသွားပြီးနောင်တတွေနဲ့အတူကျန်းနံကိုပြန်ရှာခဲ့ပါတယ်။သူမအတွက်လူကောင်းတစ်ယောက်ဖြစ်အောင်စူးစမ်းနေတဲ့ရှောင်းကျိုးရဲ့ပြောင်းလဲမှုတွေကြောင့်နှစ်ဦးသားနားလည်မှုရရှိကာပျော်ရွှင်စွာပေါင်းဖက်သွားခဲ့ကြပါတော့တယ်။